ရဲ့လုံများပေါ်ရှောင်သွားရင်မောပန်းနေလုံသားကလွန်ဆလူတန်တာမိရဲ့အမေရဲ့အိမ်တို့အိမ်များရဲ့အမေရဲ့မြစ်တာရင်နဲ့ဝေးခဲ့မောကာလီပြန်လေတွေ့ရင်မပူကြည့်ခွေချောက်သွေးရဲ့အိမ်ပြန်ရှိကြတဲ့မှာအရှိတခုနဲ့ပြေရဲ့စတဲ့နေရမြတိုက်ခိုက်ကြလို့အာနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲတော့မလားဆိုရင်လို့မတရားများအချင်းနေပြီပဲအိမ်ပြန်ခြင်းနဲ့ချက်ချင်းမျိုးပြလူလေးမှုစီမစီညောရင်ပြည်သေးရဲ့ဒီတခုအဆုံးထိရောက်ဖို့ကြိုးစားနေသူမှာမျိုးသားရဲ့ကြည်လက်ကမေးအိမ်လေးကြောင့်တွေ့မိပြီလို့တရားကဒီမဲ့ချောလို့အိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးနေအိမ်ပြန်ခြင်းနဲ့တွေ့တွေ့ဆုံးနေအိမ်ရတဲ့ညများစော်တဲ့လို့တခြားတော့လေးများချာရဲ့အိမ်ပြန်ခြင်းနဲ့စိတ်ကြီးတာအားလုံးချက်ရွေးထွေးလုံတဲ့နေရာမေးအိမ်လေးသိလိုက်ရတဲ့အချိန်ကျတော့ကျွန်တော်ကဟိုးဝေးကြီးမှာရောက်ရှိနေခဲ့ပြီလေညိုသားတဲ့ကြည်လက်ကမေးအိမ်လေးတောင်းတွေ့မိပြီလို့ညာကအိမ်မေးကျော်လူချင်းနေအိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးနေအိမ်ပြန်ခြင်းနဲ့တွေ့တွေ့ဆုံးနေအိမ်ပြတဲ့ညများစော်တဲ့လို့တခြားဘောဒလေးများချာရဲ့အိမ်ပြန်ခြင်းနဲ့စိတ်ကလေးထားရလောကရဲ့လုံများပေါ်ရှောင်သွားရင်မောပန်းနေလုံသားကလွန်ဆလူတန်တာမိ